အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့ပေါ့နော်ဒုက္ခတွေရောက်နေတဲ့သူများရှေ့တန်းစစ်ထွက်နေရတဲ့သူများအန္တရာယ်ကြားရတဲ့မှာရင်ဆိုင်နေရတဲ့သူများရုံးတော်တွေနဲ့တရားရင်ဆိုင်ရတဲ့သူများဥပမာတချို့အမှန်တေကိုကမှန်နေပါလေနဲ့ရှုံးသွားတယ်ဆိုတဲ့သူများအတွက်ကိုနိုင်နဲ့ခါထားလေးနိုင်နဲ့မန်တန်လေးကိုကျွန်တော်မျှဝေပေးခြင်းပါတယ်အဲ့ဒါဘာလဲဆိုတော့မခဲရင်မအောင်ကျွန်တော်တို့ရဲ့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဒေသနာတွေမှာပါဝင်တယ်။ရေကြီးဆက်တဲ့တုပ်ရဲ့နောက်ဆုံးပိုက်ကျွဲမှာရှိတဲ့ဒါရဏပရိဆိုတဲ့အောက်တန်းရှိတဲ့စာတောင်းလေးကိုရွတ်ဖတ်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီကောင်းနှုတ်ချက်ကလေးတွေကိုကျွန်တော်ရွတ်ဖတ်ပြီးမျှဝေပေးလိုက်ပါတယ်။အဲ့တိုင်းလေးပဲလိုက်လို့ကြည့်အမှုရှုံးထားရင်တောင်မှပြန်ရင်ဆိုင်နိုင်ကိုနိုင်လိမ့်မယ်နော်။နဝနဝိတ္တိယတမ္မာတမ္ဗုဒ္ဓဂောတေဟိဘာတိတာဒိဋ္ဌိလာဒန္တိလာမန္တိလာရောခိလာခရလာရုပ်ပိလာအေတေနသစ္စာဝိတေနတုထိမေဟောတုတပ္ပလာအဲ့ဒါကိုအမြဲတမ်းရှုပ်ပေးပါကိုဒုက္ခရောက်နေတာတော်လည်းကောင်းအသက်ဘေးနဲ့ရင်ဆိုင်ရတာတော်လည်းကောင်းရန်သူတွေနဲ့တွေးဆောင်ရတဲ့တော်လည်းကောင်းတယောက်တည်းမှာကြာအားငယ်ရတာကြောက်တာလန့်စိတ်ပိုင်းအခြေအနေတွေမငြိမ်တော့ဘူးကိုတယောက်ဖြစ်နေရတာအဆင်မပြေဘူးလူအများနဲ့နှိမ်ချခံခြင်းဟိုမှာကိုအဖက်ဖက်ကနေနှိမ်ကြရတယ်ဆိုရင်ပေါ့ဗျာအိုက်ကားထားလေးကိုရွတ်လိုက်အဆင်ပြေလာနိုင်မယ်တကယ်တော့ကိုတွေးမှုပြောတာကိုတွေးမဟုတ်ရင်ကျွန်တော်ဘယ်ဟာမှမမျှဝေပါအောင်